Taurus ပိတ္တရာသီဘွားများအတွက်2026ခုနှစ်ဩဂတ်လတလစာဟောစတဲ့ခုပထမဆုံးအခြေအနေနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးချင်ပါတယ်။ဒီလအစမှာတော့စိတ်ခံစားမှုဆိုင်ရာတန်ရုံးစင်တွေကိုပုံမိုခိုင်မာလာအောင်တည်ဆောက်နိုင်မဲ့အခွင့်အရေးနဲ့စတင်ပါလိမ့်မယ်။ရှိသူများအနေနဲ့ပွင့်လင်းပြီးယူသားတဲ့စကားပြောဆိုမှုတွေကဇဝေဇဝါဖြစ်မှုတွေကိုရှင်းလင်းစေပြီးတော့တန်ရုံးစင်ကိုပုံမိုနှဆိုင်စေပါလိမ့်မယ်။လူပြိုလူတို့တွေအနေနဲ့ရေရှည်တန်ဖိုးထားမှုတွေကိုအတူမျှဝေနိုင်မဲ့သူနဲ့အလားအလာကောင်းတဲ့ဆက်ဆံရေးတစ်ခုစတင်နိုင်ပါတယ်။ငါအတန်ငယ်ကုံလွန်လာနဲ့အမျှနှွေးထွေးပြီးအေဂျင့်နဲ့စွမ်းရည်တွေကစိတ်ခံစားမှုဆိုင်ရာတိုးတက်မှုကိုပံ့ပိုးပေးပါလိမ့်မယ်။အားလည်းပိုင်းမှာတော့စကားပြောဆိုဆက်ဆံရေးအလွဲမှားအချို့ရှိလာနိုင်တာကြောင့်စိတ်ရှိရှိနဲ့တည်တည်ချာချာဖြေရှင်းဖို့အရေးကြီးပါတယ်။လူပြိုလူများအနေနဲ့ဒီအချိန်မှာမိမိရဲ့စိတ်ထဲတကယ်လိုအပ်နေတဲ့စိတ်ခံစားချက်များကိုပြန်လည်သုံးသပ်ဖို့တတိပြုသင့်ပါတယ်။နောက်ပုံပိုင်းကိုချင်းကပ်လာတဲ့အချိန်မှာတော့မျှတမှုတွေပြန်လည်ရောက်ရှိလာပြီးခယူးဆိုင်မှုတည်တည်လေးတွေနဲ့စိတ်သက်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေကဆက်ဆံရေးကိုပုံမှုဖြစ်ထွန်းစေပါတယ်။လူတွေဖြစ်ပါကတန်ဖိုးထားမှုများနဲ့အံ့ဩဖွယ်ရာကိုက်ညီသူတဦးနဲ့စတင်ဆုံတွေ့ရနိုင်ပါတယ်။ရာရာကိုဖြည်းဖြည်းနဲ့မမှန်သွားပါစစ်မှန်တဲ့ဆက်ဆံရေးဆိုတာစိတ်ရှည်မှုခယူးဆိုင်မှုတွေနဲ့သာတည်ဆောက်ရခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးကျမ်းမာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်။ဒီလကျမရဲ့အတွက်အေဂျင့်ပြီးများတဲ့ချိန်ကမှုမျိုးပြုလုပ်ဖို့တိုက်တွန်းထားပါတယ်။လာဇန်ပိုင်းမှာကိုယ်လက်လှုပ်ရှားမှုတွေလွန်ကဲနေခဲ့ရင်ခန္ဓာကိုယ်အနေနဲ့အနားယူဖို့လိုအပ်နေနိုင်ပါတယ်။ဒီကူးချင်းကြွက်သားများကိုတည်ကျင်ကန်လှုပ်ခြင်းနဲ့ယောဂကျင့်ခြင်းကဲ့သို့ညင်သာတဲ့လှုပ်ရှားမှုများကသင်ကိုတက်ကြွစေပြီးတော့ပြန်လည်အားဖြည့်ရမှာကူညီပေးပါလိမ့်မယ်။ပင်ပန်းလုံးအောင်အထင်မလုပ်ပါနဲ့အနားယူခြင်းဒီလည်းလှုပ်ရှားမှုကဲ့သို့ပဲအရေးကြီးပါတယ်။အားလည်းပိုင်းမှာပြင်းထန်တဲ့အားဆိုင်မှုများထက်ပုံမှန်ပြုလုပ်တဲ့လေ့ကျင့်ခန်းကိုသာအဓိကထားပါရေရှည်စွမ်းရည်ပေးနိုင်မယ့်အာဟာရပြည့်ဝတဲ့အစားအစာများကိုရွေးချယ်ပြီးတော့စွမ်းရည်ရုပ်တရက်ကျဆင်းစေမယ့်အစားအစာများကိုတော့ရှောင်ကျဉ်ပါခြေတက်ပြည့်ဝမှုနဲ့အေးဝဝအနားယူမှုတို့ကမရှိမဖြစ်လိုအပ်သလိုနေ့စဉ်အလေးထားတွေမှာမပေါ်ဆပါနဲ့ငါအတန်ငယ်ခုံလွန်လာတဲ့ညာစိတ်တစ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းအတူတူဂရုစိုက်ပေးရန်လိုအပ်လာပါလိမ့်မယ်စိတ်ဖိစီးမှုကရုပ်ပိုင်းဆိုင်ရာမှာထင်ရလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တရားထိုင်ခြင်းအသက်ပြင်းပြင်းရှူခြင်းဒါမှမဟုတ်ထိုင်ရရေးခြင်းတို့နဲ့စိတ်ကိုထိန်းချုပ်ပါစနစ်တကျနဲ့ညင်သာစွာဂရုစိုက်ပေးပါကလက်ကုံဆုံးချိန်မှာပုံမူတတ်မှာပြီးတော့မျှတတဲ့ကျန်းမာရေးကိုပိုင်ဆိုင်ရပါလိမ့်မယ်ဆက်လက်ပြီးငွေကြေးဗဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးခြင်းပါတယ်ဒီလအစမှာတော့ဗဏ္ဍာရေးဆိုင်ရာကောင်းမွန်တဲ့အစားပြုမှုတစ်ခုနဲ့စတင်ပါလိမ့်မယ်လက်တွေ့ကျတဲ့အတွေ့အခေါ်နဲ့လွန်ခဲ့တဲ့စူးစမ်းမှုတွေကရလက်ကောင်းတွေစတင်ပြီးပတ်သက်လာနေပြီဖြစ်ပါတယ်ဒီတို့အကျိုးအမြတ်ထက်ဆူဆောင်းမှုဒါမှမဟုတ်ယင်းနှိမ့်မြုပ်နှံမှုအစဉ်အဆက်များကိုပြန်လည်သုံးသပ်ပြီးတော့ရေရှည်တည်ငြိမ်မှုကိုအာရုံစိုက်ရန်အချိန်ကောင်းဖြစ်ပါတယ်အားလည်းပိုင်းခန့်မှာတော့မမျှော်လင့်ထားတဲ့ကုန်ကျစရိတ်တွေပေါ်ပေါက်လာနိုင်တဲ့ပြင်တတိရှိနဲ့စောင့်ကြည့်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ဘတ်ဂျက်အတိုင်းသာသုံးစွဲပြီးတော့တေချာတဲ့အချိန်မရောက်မချင်းပမာဏကြီးမားတဲ့ဝယ်ယူမှုတွေကိုဆိုင်းငံ့ထားပါလအတန်ငယ်ကုန်လာတဲ့အမျှစီမံကိန်းတစ်တာမှမဟုတ်ယင်းနှိမ့်မြုပ်နှံမှုများပြုလုပ်ရန်စဉ်းစားနေပါကဗန္ဒာရေးကိစ္စများမရေမရာဖြစ်နေနိုင်ပါတယ်အလင်းစလိုမပြုလုပ်ပါနဲ့ဒီအချိန်ကိုဗန္ဒာရေးပန်းနိုင်မြတ်ဒီအချိန်ကဗန္ဒာရေးပန်းနိုင်တွေကိုပြန်လည်ပြုပြင်ရန်နဲ့စူးစမ်းမှုကိုအားဖြည့်ရန်အသုံးပြုပါလက်ကုံမှရောက်တဲ့အခါမှာကိုယ့်ရဲ့ငွေကြေးတွေဟာဘယ်နေရာတွေကိုစီးဆင်းနေလဲဆိုတာကိုပြန်လည်သုံးသပ်ပြီးသုံးစွဲမှုရှင်းချနိုင်မယ့်နည်းလမ်းတွေကိုရှာဖွေပါကြီးမားတဲ့ဗန္ဒာရေးလှုပ်ရှားမှုတွေကိုစိုင်းငံ့ထားပြီးတော့စိတ်ရှည်မှန်ကန်တဲ့အသုံးအဆွဲတွေကိုသာပြုလုပ်ပါအခုအချိန်ကရှင်းလင်းစွာတွေးတောခြင်းနဲ့တတိထားရွေးချယ်ခြင်းတို့ကခိုင်မာတဲ့အနာဂတ်ကိုထောက်ပံ့ပေးပါလိမ့်မယ်ဆက်လက်ပြီးလောက်ကန်တံမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်ဒီလအစမှာကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုပုံမှန်ထက်မြက်အောင်ပြုလုပ်ခြင်းပေါ်မှာအဓိကအာရုံစိုက်ရပါလိမ့်မယ်အသိပညာသင်များလေ့လာခြင်းကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးမယ်စီးပွားရေးလမ်းကြောင်းများကိုလေ့လာရန်အချိန်ကောင်းလည်းဖြစ်ပါတယ်မရေမရာဖြစ်နေတာကတိုးတက်မှုတွေရရှိနိုင်တော့မှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့မိတ်ဆက်တင်ပြချက်များကိုပြန်လည်ပြင်ဆင်ခြင်းဖြင့်အရေးအသွေးမြင့်ဖောက်တွေကိုဆွဲဆောင်နိုင်ပါလိမ့်မယ်ကားလေပိုင်းရောက်မှာတော့အလုပ်အချိန်အဟုန်မြင့်တက်လာပြီးတော့လှုပ်ဆောင်စရာတွေလည်းများလာပြီးတော့ပြောင်းလဲမှုတွေလည်းလှည့်မြန်စွာဖြစ်ပေါ်လာပါလိမ့်မယ်စနစ်တကျရှိနေအောင်ထိမ့်သိမ်းပြီးမလုံနိုင်တဲ့ဂတိကဝတ်တွေကိုပေးခြင်းကနေပြီးတော့ရှောင်ခြင်းမှာနောက်ဆုံးမိနစ်အခွင့်အလမ်းဒါမှမဟုတ်တောင်းဆိုမှုများပေါ်ပေါက်လာပါကလိုင်လျောညှိထွေရှိအောင်လို့ရတော့လေမိမိနိုင်တဲ့လောက်သာလက်ခံပါ9ရဲ့ဒုတိယတစ်ဝက်မှာတော့အဆက်အသွယ်အဟောင်းများသို့မဟုတ်စီမံကိန်းအဟောင်းများပြန်လည်ထွက်ပေါ်လာပြီးတော့အခွင့်အလမ်းတင်များဆောင်ကျင်းပေးပါလိမ့်မယ်နောက်ကုန်ပိုင်းမှာရဲရင်တဲ့ယူဆတစ်ခုကအသင်ကိုစိတ်ကူးတင်များပေးနိုင်တော့လဲစိတ်လိုက်မှမလို့ပဲတေချာစီမံကိန်းရေးဆွဲရန်လိုအပ်ပါတယ်အခုလကကောင်းမွန်စွာအဆုံးသတ်ရင်လည်းအနာဂတ်နှစ်သက်အတွက်အုတ်မြစ်ကောင်းများချမှတ်ရန်အလွန်ဆွမ်းအားထက်မြက်တဲ့လားတလားလည်းဖြစ်ပါတယ်ခုနောက်ဆုံးမှာတော့ပညာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်ဒီလအစမှာအသိဉာဏ်ပိုင်းဆိုင်ရာအာရုံစိုက်မှုအားကောင်းနေပြီးတော့ပညာရေးတိုးတက်မှုအတွက်အလွန်သင့်တော်တဲ့အချိန်ဖြစ်ပါတယ်
သင်ခန်းစာများကိုပြန်လည်ပြီးတော့လေ့လာနေရတယ်ဆိုလို့ရှိရင်ဇွဲနဲ့ဝိရိယတို့ကခက်ခဲတဲ့ဘာသာရပ်တွေကိုကင်တွယ်ရန်ကူညီပေးပါလိမ့်မယ်စာတွေကိုအနီးကပ်ပြီးတော့ချက်ချင်းကိုရှောင်ကျဉ်ပါပုံမှန်ဇွဲရှိနဲ့လေ့လာမှုကအောင်မြင်မှုရဲ့အဓိကတော့ချက်ဖြစ်ပါတယ်မရှင်းလင်းသူများရှိတာကမေးမြန်းမှာပူပေါင်းဆောင်ရွက်မှုကအောင်မြင်မှုကိုပုံမှန်မြင့်တင်ပေးပါလိမ့်မယ်အချိန်စရာစနစ်တကျရှိပါစေအဲ့လေပိုင်းမှာအထူးသဖြင့်သုတနာပြုခြင်းသို့မဟုတ်ဆောင်ရွက်ပွဲပြင်ဆင်ခြင်းတို့အတွက်အာရုံစိုက်မှုပုံမှန်တက်မြက်လာပါလိမ့်မယ်စနစ်ကျတဲ့စီစဉ်များကအောင်မြင်သောရလဒ်များကိုသိချစေပါလိမ့်မယ်ကိုကိုတန်တရားဖြစ်နေမယ်ဆိုလို့ရှိရင်အုပ်စုလိုက်စာတည်ခြင်းဒါမှမဟုတ်တငယ်ချင်းများနဲ့ဆွေးနွေးခြင်းတို့ဖြင့်အကူအညီတောင်းခံနိုင်ပါတယ်အကူအညီတောင်းခံမှုမတွန်းဆုတ်ပါနဲ့စာကြက်စရာရေးဆွဲထားခြင်းကအာရုံစူးစိုက်မှုပြပြခြင်းကနေကာကွယ်ပေးပြီးတော့တာဝန်များကိုပြီးမြောက်စေပါလိမ့်မယ်ဇွဲရှိမှုနဲ့စိတ်ရှိမှုတို့ကအကောင်းဆုံးမဟာမိတ်တွေဖြစ်လာပြီးတော့လာကုန်ပိုင်းမှာတော့စူးစမ်းမှုအတွက်အောင်မြင်မှုရလဒ်ကောင်းတွေရရှိလာပါလိမ့်မယ်ဒီလာအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ရဲ့ channel ကနေပြီးတော့လစဉ်လာတိုင်းမှာ12လရာသီပွားများအတွက်တလစာဟောစတမ်းများဆောင်ရန်များကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပေးကြပါရှင်ရှင်လန်းရှင်းပေးကြပါစေရှင်